မင်္ဂလာပါရှင်ဒီနေ့ဖတ်ကြားပေးမှာကနေအိမ်တွင်းမှာရှိတဲ့ insect တွေကပေးတဲ့ဝေဒနာဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ Hello ဆရာဝန် internet စာမျက်နှာကဖြစ်ပါတယ်။ဆောင်းပါရှင်ကအေတီမော်ပါနေအိမ်တွင်းမှာရှိတဲ့ insect တွေကပေးတဲ့ဝေဒနာနေအိမ်လေးကိုတန်တန်ရှင်းရှင်းထားပါယောဂကင်းတယ်ဆိုတဲ့စကားကအလကားပြောနေတာမဟုတ်ပါဘူးလိုအပ်တဲ့ကျန်းမာရေးဂရုစိုက်မှုတွေကတစ်ခုဖြစ်တာကြောင့်လူကြီးတွေကပြောရတာပါနေအိမ်တန့်ရှင်းမှနေအိမ်လေးထဲမှာကျန်းမာရေးကိုဒုက္ခပေးနိုင်တဲ့ insect တွေကကင်းစင်တော့မှာပေါ့နေအိမ်မတန့်ရှင်းတာကြောင့်မဖိတ်ခေါ်ပဲရောက်လာနိုင်တဲ့ဧည့်သည်တွေဒါမှမဟုတ် insect တွေနေအိမ်တွင်းနဲ့နေအိမ်ပတ်ဝန်းကျင်မှာမဖိတ်ခေါ်ပဲရောက်လာနိုင်တဲ့ဧည့်သည်တွေကတူနေတည်ပါ insect တွေပေါ့သူတို့ကရောက်လာပြီးရင်ဒီတိုင်းနေမှာမဟုတ်ပါဘူးယောဂဆိုတဲ့လက်ဆောင်ကြီးကိုပေးခဲ့မှာနော်သူတို့တွေကတော့ချင်းရင်ကောင်ပိုးဟတ်ချတန်းကြဘူးပရွဲစိတ်စားတာတွေပေါ့မလို့ချင်းပဲရလိုက်မဲ့လက်ဆောင်တွေကရောဘာတွေများလဲနေအိမ်လေးအတွင်းမှာရှိတဲ့ insect တွေကပြီးတဲ့ဝေဒနာတွေကဘာတွေများဖြစ်မလဲဒူဒူကြည့်ရအောင်ပါနော်ချင်းနေအိမ်တိုင်းကချင်းကင်းမို့ဆိုတာမလွယ်ကူမှန်းတော့သိပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကိုတန့်ရှင်းအောင်ထားမယ်ဆိုရင်ချင်းပေါက်ဖွားမှုကိုနည်းနည်းတော့လျော့စေနိုင်တာပေါ့ချင်းအရန်မများတာကြောင့်ချင်းကြိုက်ခံရမှုကနေတဆင့်သွေးလွန်တုပ်ကွေးငှက်ဖျားစင်ချီတော့ယောဂစင်တုပ်ကွေးဂျပန်အုံနောက်အမေးရောင်ယောဂတွေဖြစ်နိုင်ပါတယ်ဘယ်လိုကာကွယ်မလဲနေအိမ်လေးကိုတန့်ရှင်းအောင်ထားပါချင်းနိုင်စေးထွန်းမှာလုံခြုံစွာဝတ်ဆင်ပါရှင်ကောင်ယောဂပိုးတွေကိုခြေလက်တွေမှာသေဆောင်လာပြီးပို့ချတတ်သူတွေပေါ့ရင်ကောင်တွေကအညစ်အကြေးတွေမှာနားပြီးအစားအစာတွေပေါ်မှာနားလိုက်တဲ့အခါအစားအစာတွေထဲမှာယောဂပိုးတွေကအလိုလျောက်ပါပြီးသားဖြစ်သွားတာပေါ့ဒီလိုမတန့်ရှင်းတဲ့အစားအစာတွေကိုစားမိတဲ့အခါမှာဝမ်းပြက်ဝမ်းလျှောတာဗိုက်နာတာမအိမ်မသာဖြစ်တာတွေဥယောင်ငန်းပြယောဂတွေခံစားရနိုင်ပါတယ်ဘယ်လိုကာကွယ်မလဲနေအိမ်ပတ်ဝန်းကျင်ကိုတန့်ရှင်းအောင်ထားမယ်အစားအစာတွေကိုဖုံးအုပ်မယ်ရင်ကောင်းကင်းစင်တဲ့ပတ်ဝန်းကျင်တရက်ဖြစ်အောင်ဖန်တီးမယ်ပိုးဟတ်ပူနွေးတဲ့နေရာတွေမှာနေတတ်ကြတယ်မိဖို့ကြောင့်တွေနံရံအခေါင်းပေါက်တွေထဲမှာအနေများကြပါတယ်ညမောင်တဲ့အခါထွက်လာတတ်တယ်လို့အလင်းရောင်အားနေတဲ့နေရာတွေမှာလည်းအချိန်မရွေးရှိနေနိုင်ပါတယ်အစားအစာတွေပေါ်ပကံဥခွက်တွေပေါ်မှာပိုးဟတ်တွေနားလိုက်မယ်ရှောက်တက်မယ်ဆိုရင်ဝမ်းပြက်ဝမ်းလျှောဖြစ်တာဝမ်းကိုက်တာဥယောင်ငန်းပြယောဂအစာချေစနစ်ပြဿနာတွေကိုခံစားရနိုင်ပါတယ်။ဘယ်လိုကာကွယ်ကြမလဲ။နေအိမ်ကိုတန့်ရှင်းအောင်ထားပါ။ပယုတ်ပြားတွေထားရှိပါ။အမိုက်ပုံးတွေကိုတေချာထားရှိပါ။အစားအစာတွေကိုဖုံးအုပ်ထားပါ။စူထိုင်းစာနေနိုင်သမျှနေအောင်ဂရုစိုက်ပါ။ချရုတ်တရက်ကြည့်ရင်နေအိမ်ပရိဘောဂတွေကိုပဲထိခိုက်စေတာပါ။ကျမရေးကိုမထိခိုက်စေနိုင်ဘူးလို့ထင်စရာရှိပါတယ်။တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်ဓာတ်မတက်မှုတွေဖြစ်နိုင်တယ်။ပန်းနာရင်ကျက်ယောဂပိုဆိုးစေနိုင်ပါတယ်။ဘယ်လိုကာကွယ်ကြမလဲ။နေအိမ်လေးကိုတေချာလေးတန့်ရှင်းပါ။ခြအိမ်တွေတွေ့နေပြီဆိုရင်အင်းဆက်တိုက်ဖြတ်တဲ့စီတမျိုးမျိုးဖြန်းပေးပါ။ကြိုးအိယာတွေအခင်းတွေနဲ့ဆိုဖာတွေမှာခိုးအောင်နေတတ်တဲ့သွေးဆုပ်တတ်တဲ့တရားဝါလေးတွေပေါ့။ယောဂကိုတိုက်ရိုက်ပေးတာမျိုးမဟုတ်ပေမဲ့ယောဂဖြစ်လာစေတဲ့အကြောင်းရင်းခံတစ်ခုပါ။နေအိမ်မှာကြပိုးတွေရှိနေမယ်ဆိုရင်အရေးပြားဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်။ကြပိုးကြိုက်ခံရတဲ့နေရာကိုရားလို့ကိုယ်ရာကနေအပေါ်ရန်အရေးပြားတွေပေါက်ပြဲပြီးယောဂပိုးတွေဝင်ရောက်စေနိုင်ပါတယ်။ဘယ်လိုကာကွယ်မလဲ။နေအိမ်လေးကိုတသက်ရရထားပါ။အိယာခင်းတွေစောင်းတွေကိုပုံမှန်လျှော်ပါ။အခင်းတွေကိုနေထုတ်လှမ်းပါ။ဆိုဖာတွေကိုဖုံးဆုပ်ပါ။ကဲနေအိမ်လေးကိုတန့်ရှင်းအောင်ထားပါလို့ဘာကြောင့်ပြောရလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အခုကစပြီးနေအိမ်လေးကိုတန့်ရှင်းအောင်ထားလို့ကိုတိုင်းကိုရောမိသားစုကိုပါယောဂတွေကနေကာကွယ်လိုက်ပါ။နေအိမ်လေးအတွင်းမှာရှိတဲ့ insect တွေကနေပေးတဲ့ဝေဒနာတွေကိုကိုယ်တိုင်ကစပြီးကာကွယ်လိုက်ပါ။ယောဂဗျာတွေကင်းရှင်းပြီးတန့်ရှင်းတတ်ရတဲ့နေအိမ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။အားလုံးပဲကျန်းမာရှင်လန်းကြပါစေ။